အလောက်တွေမှာလို့ဂျင်မသွားနိုင်တဲ့မိတ်ဆွေတွေရှိလားအိမ်မှာဒီလိုတရားရေးကြိုးတစ်ချောင်းရှိုံနဲ့အလွယ်တကူကစားလို့ရမယ့် exercise တွေကိုသိချင်လို့ရှိရင်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နီကိုဖြစ်ပါတယ်ပထမဆုံး exercise ကတော့တရားရေးပေါ်ချက်ဖြစ်ပါတယ်ဒီ exercise ကိုကစားတဲ့အခါ12ကြိမ်ကနေ15ကြိမ်3 to 4 set ကစားပေးပါဒုတိယ exercise ကတော့တရားရေး row ဖြစ်ပါတယ်ဒီ exercise ကိုလည်း12ကြိမ်ကနေ15ကြိမ်3 to 4 set ကစားပေးပါတတိယ exercise ကတော့ TRX bicep ဖြစ်ပါတယ်ဒီ exercise ကိုလည်း12ကြိမ်ကနေ15ကြိမ်3 to 4 set ကစားပေးပါ exercise ၄ခုမြောက်ကတော့ TRX tricep extension ဖြစ်ပါတယ် rearing ကတော့12ကြိမ်ကနေ15ကြိမ်3 to 4 set ကစားပေးပါ၅ခုမြောက် exercise ကတော့ TRX squat to rear delts row ဖြစ်ပါတယ်ဒီ exercise ကိုလည်း12ကြိမ်ကနေ15ကြိမ်3 to 4 set ကစားပေးပါ exercise 6ခုမြောက်ကတော့ TRX squat ဖြစ်ပါတယ်ခုမြောက် exercise ကတော့ TRX lunge ဖြစ်ပါတယ် rearing ကတော့12ကြိမ်ကနေ15ကြိမ်3 to 4 set ကစားပေးပါ exercise 8ခုမြောက်ကတော့ TRX row ဖြစ်ပါတယ်ဒီ exercise ကိုလည်း12ကြိမ်ကနေ15ကြိမ်3 to 4 set ကစားပေးပါနောက်ဆုံး exercise ကတော့ TRX knee test ဖြစ်ပါတယ်ဒီ exercise ကိုလည်း12ကြိမ်ကနေ15ကြိမ်3 to 4 set ကစားပေးပါ